ဒီနေ့ဟာဦးစင်းရဲ့မွေးနေ့ပဲဒီအတိတ်တိကျေးသွန်းဖရာယူအေယာဝတီမြစ်ကြောင်းတိုင်းရန်ကုန်ကိုပြင့်မယ်မြစ်ကြောင်းဘေးမှာရှိတဲ့နေရာတွေကတ်လို့ရတဲ့နေရာတွေအကုန်လုံးကတ်ပြီးအပူတော်ခံမယ်ဒီဖရာယူအနေကစားတင်ဖို့ဒီနေ့ရွှေကျင်ဂိုင်းကျုပ်ဆရာတော်ဖရာယူပင်ထားတယ်ဆရာတော်ဘုရားကြီးဟာပြန်ကန်ဒီမှာမိန့်သွားတယ်သူအသက်60ရှိပြီတဲ့လူတွေဒီလောက်များတာစီကားတာသူတခါမှမတွေ့ဘူးတဲ့ဒါဘုရားရဲ့တကူပဲတဲ့ပြီးတော့ကြော်ဟိန်းနဲ့မင်းရဲ့လှုပ်ရှားမှုတွေလာကြည့်တာလည်းဖြစ်နိုင်တယ်တဲ့ဒီလိုကြီးကျယ်တာမျိုးမင်းပေါ်ပေါ်ဆဆလေးသဘောမထားနဲ့တော့တဲ့ငါအသက်ကြီးပြီဖြစ်နိုင်ရင်မင်းဒီဘုရားသာသနာတာဝန်ကိုယူပါလားတဲ့အဲ့လိုကြားတော့စိတ်ထဲမှာတမျိုးဖြစ်သွားတယ်မူလစဉ်းစားစီစဉ်ထားတာတွေပိုခိုင်သွားတယ်2008ခုနှစ်နိုဝင်ဘာလ4ရက်ဆိုရင်အလုတ်ကနားပြီ9ရက်နေ့ကစပြီးဖရားရဲ့ကျင့်စဉ်တွေကိုယ်တိုင်လည်းကျင့်သူများတွေလည်းကျင့်နေအောင်လုပ်မယ်မြန်မာပြည်အနှံ့သွားမယ်နောက်ဆုံးထွက်သက်ကိုကျင့်ကြံအားထုတ်ရင်ဆိုင်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီမှာဘဝတို့အဖြေတစ်ခုထွက်သွားတယ်စိတ်ကိုပြစ္ဆုတ်ပံမှာတဲ့တဲ့ထားထားတာကိုတတိဆိုတဲ့နောက်စိတ်တစ်ခုနဲ့ဇက်တိုက်သိနေအောင်လေ့ကျင့်နေတော့မယ်တတိမရှိရင်အမြဲတမ်းဝင်လာတတ်တဲ့ကိလေသာစိတ်တွေကိုအသိဉာဏ်နဲ့ဖယ်မယ်နောက်ဆုံးထွက်သက်ကိုသိပြီးသိခြင်းတရားကိုရင်ဆိုင်မယ်ဆိုတဲ့အဖြေပဲအဲ့ဒီအသိဉာဏ်ကိုပြန်ဝေပေးမယ်အာယုံစုပါဦးစင်းကိုအားပေးခဲ့ကြတဲ့ခုနှစ်ရဲ့သားသမီးအားလုံး30ဖုံသားအားလုံးတဦးတယောက်မှမကြမ်းအထက်ကိုဘွယ်အောက်ကိုအဝေစီစัจ java လာနန္ဒရှိသမျှဦးဇင်းရဲ့ရှေးနောက်ဝဲရအထက်အောက်အရမှာရှိကြတဲ့ပုဂ္ဂိုလ်များမြင်ရတဲ့ပုဂ္ဂိုလ်မမြင်ရတဲ့ပုဂ္ဂိုလ်ပဋ္ဌာန်းဆက်ရှိကြတဲ့ပုဂ္ဂိုလ်မကျွတ်မလွတ်ကြတဲ့ပုဂ္ဂိုလ်ဤအေယာဝတီမြစ်ကိုစောင့်ရှောက်ကြတဲ့ပုဂ္ဂိုလ်ဤအေယာဝတီမြစ်ကြီးကိုအကြောင်းပြုပြီးမိတင်းနေထိုင်ကြတဲ့အားလုံးကိုဦးဇင်းကြင်ကြံအားထုတ်လို့ရတဲ့အသိဉာဏ်အားလုံးခမည်းတော်အားလုံးတထက်ထဲရကြပါစေဗျာနော်ခုချိန်ကစားပြီးခင်ဗျားတို့အသိဉာဏ်နဲ့စိတ်ဒုက္ခတွေလွတ်မြောက်အောင်ကြင်ကြံအားထုတ်နိုင်ကြပါစေလို့မေတ္တာပို့ပါတယ်ဦးဇင်းရဲ့ကြင်ကြံအားထုတ်မှုတွေစေနာတွေအားလုံးဒီနေရာမှာထားခဲ့ပါတယ်အားလုံးအပြည့်အဝတထက်ထဲရကြပါစေဗျာဝမ်းမြောက်ဝမ်းသာသာဓုခွန်နိုင်ကြပါစေခင်ဗျာအမြယူကြပါခင်ဗျာကဲဦးစင်းကြွားတော့မယ်အားလုံးလေးစားပါလေဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဗုဒ္ဓမြတ်စွာဘုရား၏တရားအစစ်အမှန်များကိုသိရှိနားလည်ကျင့်ကြံအားထုတ်နိုင်ပြီးဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်ကြပါစေဘယ်အရာမှမတည်မြဲဘူးဆိုတဲ့အနိစ္စသဘောတရားဘယ်အရာမှမပိုင်ဘူးဆိုတဲ့အနတ္တသဘောတရားကိလေသာစိတ်များလုံးဝမဝင်အောင်မိမိစိတ်ကိုမိမိထိန်းချုပ်နိုင်သည့်စိတ်ကျင့်စဉ်များကိုတတိထားပြီးကျင့်ကြံအားထုတ်နိုင်ကြပါစေစကိုင်းမြို့နှင့်ရှေးနောက်ဝဲရာအထက်အောက်နေရာအနှံ့မှာရှိကြကုန်သောသူတော်စင်များယောဂီများသီလရှင်များမြို့သူမြို့သားအားလုံးနှင့်ပဋ္ဌာန်းဆက်ရှိကြသောပုဂ္ဂိုလ်များအားလုံးတဦးတယောက်မှမကြမ်းဗုဒ္ဓမြတ်စွာဘုရား၏တရားကျင့်စဉ်အစစ်အမှန်ကိုရှားဖွေတွေ့ရှိနားလည်သိရှိသဘောပေါက်ပြီးလက်ရှိဘဝဒုက္ခတန်တရားဆင်းရဲခြင်းဒုက္ခတို့မှလွတ်မြောက်အောင်ကျင့်ကြံအားထုတ်နိုင်ကြပါစေစိတ်ကိုပြစ္ဆုတ်ပံမှာတဲ့ထားတဲ့အလေးအကျင့်တွေလုပ်ကြည့်ကြပါမတည်မြဲခြင်းသဘောတရားတွေမပိုင်ဆိုင်ခြင်းသဘောတရားတွေကိုအမှန်တကယ်သိရှိကြပါစေဗျာ
စဉ်ကိုနှစ်ပေါင်း40အားပေးခဲ့ကြတယ်ခင်ဗျားတို့ရဲ့ပတ်စံနေဒီဖျားထဲမှာပါတယ်ဒါကျင်တ်လားဘယ်ဥစ္စာမှအကြာကြီးမဟုတ်ဘူးဆိုတာသိပေးကြတွေးကြတယ်ခွဲခွာကြတယ်ဒါပဲလောကကြီးကဲအားလုံးစိတ်ဒုက္ခရောက်ခြင်းမှလွတ်မြောက်ကြပါစေဗျာကဲလားဖရာရဲ့တရားတော်တောင်းကြကျင့်နိုင်ကြပါစေခံကောင်းပြီဒီနေ့ကစပြီသက်တောင်နေနိုင်ကြပါစေယေရှုဆတ်တာနော်ကြောက်တလုံးရွာသူရွာသားများဘုရားရဲ့တရားတော်အစစ်မှန်ရယူရန်ကြွားကြပါယေရှုလာဆတ်တာနော်ယေရှုဆတ်တာဦးစင်းကြော်ရင်အော်တိုရေးပေးရမှာဟလားဦးစင်းလက်မှတ်တဲ့တန်မိုးကြီးတဲ့အသိဉာဏ်ရကြပါသေးဗျာစေနာရီထားခဲ့နော်ကဲသွားယူရောမြန်မာနိုင်ငံရဲ့တနေရာကိုင်းပြင်ရွာရဲ့ဦးစင်းပြည်သက်တွေကိုဦးစင်းကိုယ်တိုင်ဦးစင်းရဲ့အသိဉာဏ်ကိုအလှပေးဖို့ရောက်လာခွင့်ရတဲ့အတွက်ဗုဒ္ဓဘုရားကိုကျေးဇူးတင်ပါတယ်။ခင်ဗျားတို့နဲ့ပူးပေါင်းပြီးတည်ထားတဲ့ဘုရားခင်ဗျားတို့အတွက်ကုသိုလ်လုပ်ထားတဲ့ကိစ္စခင်ဗျားတို့စီလာပြီးပြောပြတာဗျာ။ခုဒီဘုရားကြီးကိုမြေကြောင်းတိုင်းပြစ်မယ်။ဘိုးထောင်ရောက်မယ်။နိုင်ငံတော်လှူမယ်။ဘာဖြစ်လို့လှူတာလဲဆိုတော့မြန်မာနိုင်ငံတော်ကြီးကိုကျေးဇူးဆက်တာ။လောကနဲ့လူဘဝမှာအရေးကြီးဆုံးကစိတ်ပဲမမြင်ဘူးပဲရှိနေတဲ့စိတ်ကိုသိအောင်တတိထားတဲ့အသိဉာဏ်ကဲဆရာကြီးဘာတွေစဉ်းစားနေလဲအဲ့လိုရှောက်စဉ်းစားနေမယ်အစားငါစိတ်ကဘာတွေစဉ်းစားနေလဲမရောက်သေးတဲ့မနေ့ပြန်အကြောင်းကိုစဉ်းစားနေလားကုံဆုံးသွားတဲ့မနေ့ကဟာတွေကိုပြန်စဉ်းစားနေလားအဲ့သိအောင်လုပ်ကြရောင်းတဲ့တယောက်တိုင်းမင်းဒီနေ့ကစပြီးကိုယ်စိတ်ကိုသိအောင်ကြိုးစားကြပါသဘောပေါက်လားကဲအဲ့ဒါဆိုရင်ဦးစင်းရဲ့စကားတွေကိုဒီမှာရပ်ပြီးစိတ်ဓာတ်မကြနဲ့အသိဉာဏ်စိတ်အောက်တက်စေဦးစင်းကြော်ရင်ကိုအားပေးခဲ့ကြတဲ့ရွာသေးကြီးခင်ဗျဦးစင်းအပေါ်မှာရှိနေတဲ့ကျေးဇူးတွေကိုဖျားတယ်ပြီးလာဆက်တာပါခင်ဗျာကဲယူကြပါစေဗျာဦးစင်းရဲ့ကျင့်စဉ်တွေဒီဖျားထဲမှာဌာပနာထားပါတယ်ယူကြပါယူကြပါယူကြပါအားလုံးကျေးဇူးဆက်ပါတယ်အမြင့်မြတ်ဆုံးအလူဖြစ်တဲ့တရားအသိဉာဏ်ကိုလာပေးတာပါခင်ဗျာဦးစင်းကြော်ဟင်းရဲ့တိတတ်စွာကျေးဇူးဆက်ခြင်းကိုယုံကြည်စွာလက်ခံကြပါခင်ဗျာ